Step into my heart. ကျမနာမည်ကမင်းနီပါထိုင်းနိုင်ငံကပါခရီးသွားရတာကိုကျမနှစ်သက်ပါတယ်ကင်မရာကတော့ကဘာကြီးကိုမှတ်တမ်းတင်ပေးတဲ့ကျမရဲ့မျက်လုံးတစ်စုံပါပဲဒီတစ်ခါတော့တရုတ်နိုင်ငံကွန်ရှိပြည်နယ်ကရှေးဟောင်းဖိုးလမ်းမကြီးစိတ်ကမ်းမြို့ဟေဆာရှုတ်ကန်ကိုရောက်လာခဲ့ပါတယ်ရှုခင်းတွေကြည့်ရင်စီးပွားရေးအခွင့်အလမ်းတွေရှာဖွေဖို့ပါထူးခြားတာတစ်ခုကဒီနေရာမှာကျမလူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်သူကတော့ကွန်ရှိပြည်နယ်ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်နဲ့ဒီခရီးသွားလုပ်ငန်းရဲ့တာဝန်ခံဖြစ်သူဦးချောင်းပါ ဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ဟန်မင်းဆက်ခေတ်ကပင်လယ်ရေကြောင်းပိုးလမ်းမကြီးရဲ့အစီအကားဆုံးထွက်ခွာစိတ်ကမ်းတစ်ခုဖြစ်ပြန်လည်ဖန်တီးထားတာပါဒီအဆောက်အုံတွေကထိုင်းနိုင်ငံချင်းရိုင်မျိုးကလက်ရာတွေနဲ့တော်တော်တူတာပဲနော် ဟုတ်ပါတယ်ထိုင်းပြည်သူကလက်ရာတွေကိုအမိပြုပြီးဒီဇိုင်းဆွဲထားတာမို့လို့ပါ လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတရုတ်ကုန်သည်တင်မောတွေဟာဟဲဖူဟီကျူမြို့ကနေထွက်ခွာပြီးမလက်ကရေလက်ကြားကိုဖျက်တမ်းကနိုင်ငံတကာနဲ့ကုန်သွယ်မှုပြုခဲ့ကြတာကိုကျမအခုရောက်နေတာကတော့တရုတ်နိုင်ငံကွန်ရှိပြည်နယ်ဟဲဖူမြို့ကရှေးဟောင်းပိုးလမ်းမကြီးစိတ်ကမ်းမြို့ဟေဆာရှုတ်ကန်မှာပါဒီနေရာကဟန်မင်းဆက်ခေတ်တုန်းကတော့ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးအချက်အခြာကျတဲ့နေရာကြီးတစ်ခုပေါ့ထိုင်းကမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေရာကရှေးခေတ်ကစီကားခဲ့တဲ့စိတ်ကမ်းပုံစံတိုင်းပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်အခုဆိုရင်ခီးသွားဧည့်သည်၄တန်းကျော်လာရောက်လည်ပတ်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရှေးဟောင်းပိုးလမ်းမကြီးစိတ်ကမ်းခီးသွားဆောင်ကိုလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်ကွရှိပြည်နယ်ဟာတဘာဝအနဝခီးသွားရင်းမြစ်တွေပေါ်ကျွယ်ဝတာကြောင့်နှစ်ဆက်တရာစုပင်လယ်ရေကြောင်းပိုးလမ်းမကြီးတိစောက်ရေးမှာအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းပြီးနယ်စပ်ဖြတ်ကျော်ခီးသွားလုပ်ငန်းကိုမြင့်တင်နိုင်မယ့်အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီးနောက်ပိုင်းပြည်내အဆင့်အစည်းအဝေးတွေမှာအဆင့်မြင့်အနဝယဉ်ကျေးမှုခီးသွားစီမံကိန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အကြံပြုချက်တွေကိုစဉ်ဆက်မပြတ်တင်ပြခဲ့ပါတယ်။မူချောင်းကငယ်ရွယ်ပေမဲ့ကွန်ရှိပြည်နယ်ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်တဦးအနေနဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ထိရောက်ပြီးအပြုသဘောဆောင်တဲ့ကြံဉာဏ်ကောင်းတွေအများကြီးရှိပါတယ်။ဒီနေရာကနေအနောက်တောင်ဘက်ကိုအပျော်စီးသင်္ဘောစီးပြီးသွားမယ်ဆိုရင်ထိုင်းနိုင်ငံကိုရောက်နိုင်ပါတယ်။ဝါပင်လယ်ရေကြောင်းပိုးလမ်းမကြီးအတိုင်းအပျော်စီးသင်္ဘောနဲ့ထိုင်းနိုင်ငံကိုပြန်ရမယ်ဆိုရင်အရန်မိုက်မှာပဲတကယ်မျှော်လင့်မိတယ်။ဟုတ်ပါတယ်ဒီနေရာမှာပေပူပင်လယ်ကွေ့ဘေးပူဂေါ့ဖ်နိုင်ငံတကာအပျော်စီးသင်္ဘောစိတ်ကမ်းကြီးကိုလည်းတိစောက်ပြီးစီးနေပါပြီ။ပင်လယ်ပြင်ခီးသွားအတွေ့အကြုံကောင်းတွေဖန်တီးပေးမဲ့စီမံကိန်းတွေကိုလည်းကျွန်တော်ဆိုပြုထားပါတယ်။မကြာခင်ကာလမှာခမရရဲ့ဆန္ဒတွေပြည့်ဝလာမယ်လို့ယုံကြည်ပါတယ်။ဝမ်းသာစရာပါပဲ။2025ခုနှစ်ပြည်နယ်အဆင့်ပြည်သူ့ကွန်ဂရက်စည်းဝေးမှာပေပူပင်လယ်ကွေ့ကိုနိုင်ငံတကာကမ်းခြေအပန်းဖြေစခန်းအဖြစ်တည်ဆောက်ဖို့လည်းအကြံပြုထားပါတယ်။အနာဂတ်မှာကွန်ရှိနဲ့အာဆီယံကြားပင်လယ်ရေကြောင်းခီးသွားလုပ်ငန်းဟာတရုတ်အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပြီးကွန်ရှိခီးသွားလုပ်ငန်းအရေးပေးမြင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်တွန်းအားပေးဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။လက်ပုံရိုက်ခြင်းကကဘာကြီးကိုကျမမှတ်တမ်းတင်တဲ့နည်းလမ်းတစ်ခုပါ။တာဝန်ထမ်းဆောင်ခြင်းကတော့ရှေးခေတ်နဲ့ယနေ့ခေတ်ပိုးလမ်းမကြီးကိုဝူချောင်းချိတ်ဆက်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ကျမတို့နှစ်ယောက်မှာတစ်ယောက်ကကင်မရာနဲ့ရှုခင်းတွေကိုတင်ဆက်ပြီးနောက်တစ်ယောက်ကတော့ပိုးလမ်းမကြီးရဲ့သမိုင်းစာမျက်နှာတစ်ကိုကိုယ်တိုင်ခြေလမ်းတွေနဲ့ရေးသားနေကြပါတယ်။